ချုံစောကသူ့သမီးလေးစီကစားကိုဘလို့ပြန်ရမလဲစဉ်းစားနေတော့စာအုပ်ဆိုင်မှာစာလုံးရုပ်လေးဆိုတဲ့ပုံမြင်စာအုပ်တစ်အုပ်ကိုမထင်မှတ်ပဲတွေးလိုက်ရပါတယ်။အဲ့ဒီစာအုပ်လေးကနေအကြံရသွားတဲ့ချုံစောဟာသူ့သမီးလေးစီကိုမင်းသမီးနာမည်နဲ့လိမ်ညာပြီးစာပြန်ရေးဖို့ဆုံးဖြတ်လိုက်တာပေါ့။သူဟာလူရှင်းတဲ့နေရာလေးတစ်ခုကိုရှာပြီးသူ့သမီးလေးယွန်းအာစီကိုစာပြန်ရေးပေးလိုက်တဲ့အခါကလေးမလေးကအယမ်းကိုပြောသွားခဲ့ပါတယ်။ယွန်းအာကဆေးရုံမှာရှိတဲ့လူတိုင်းကိုအဲ့ဒီစာအကြောင်းလိုက်ပြပြီးဝမ်းတာနေတယ်လို့မင်းသမီးစီကိုလည်းအဆက်မပြတ်စာတွေပြန်ပို့နေခဲ့တယ်။ချုံစောအတွက်ကတော့သမီးလေးရဲ့စာတွေကိုမင်းသမီးကိုစာပြန်ရေးပေးရတာမလွယ်ကူပေမဲ့သမီးလေးပျော်နေတာမြင်ရတော့သူလည်းပျော်နေခဲ့ရတာပါ။အဲ့ဒီအချိန်မှာပဲမင်းသမီးကွမ်ဟီကပရိသတ်စာတွေကိုအမိုက်ပုံထဲလွှင့်ပစ်တယ်ဆိုတဲ့သတင်းကအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ဒီသတင်းကိုကြားတော့ယွန်းအာကစိတ်မကောင်းဖြစ်သွားပေမဲ့သူ့စီကိုစာတွေအမြဲပြန်နေတဲ့မင်းသမီးကအဲ့ဒီလိုလုပ်မှာမဟုတ်ဘူးလို့ယုံကြည်နေခဲ့တယ်။ဒါကြောင့်မို့လို့ယွန်းအာဟာမင်းသမီးရဲ့နာမည်ကောင်းကိုပြန်ရဖို့အတွက် YouTube Channel တစ်ခုလုပ်တဲ့တငယ်ချင်းတစ်ယောက်ရဲ့အကူအညီကိုတောင်းခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာမင်းသမီးစီကားတယ်ဆိုတဲ့စာပြန်လေးတွေကိုပြပြီးကွမ်ဟီကပရိသတ်ကိုတန်ဖိုးထားကြောင်းသက်သေပြတဲ့ဗီဒီယိုတစ်ခုကိုတင်လိုက်ကြတယ်။အဲ့ဒီဗီဒီယိုဟာအချိန်တိုအတွင်းမှာပဲအရန်ကိုနာမည်ကြီးသွားပြီးမင်းသမီးကွမ်ဟီရဲ့ဂုဏ်သတင်းကလည်းတဖြည်းဖြည်းပြန်ကောင်းလာခဲ့ပါတယ်။လူတွေကကင်ဆာယောဂါသည်ကလေးတစ်ယောက်ကိုစိတ်သက်ခွန်အားပေးတဲ့မင်းသမီးရဲ့စာလေးတွေကြောင့်အရန်ကိုစိတ်လှုပ်ရှားပြီးသဘောကျနေခဲ့ကြတာပေါ့။ဒါပေမဲ့မထင်မှတ်ပဲနဲ့ကွမ်ဟီကကျေးဇူးတင်မဲ့အစားသူကိုယ်တိုင်မလုပ်ခဲ့တဲ့ကိစ္စအတွက်ချီးကျူးခံရတာကိုအရန်ဒေါသထွက်နေခဲ့တာပါ။အဲ့ဒီညမှာပဲသူဟာယွန်းအာရဲ့မိဘတွေကိုရန်တွေ့ဖို့ကလေးဆေးရုံကိုလိုက်လာခဲ့ရမှာအဲ့ဒီမိဘတွေကချုံစောဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဆေးရုံခေါင်းမိုးပေါ်ကိုရောက်သွားပြီးချုံစောကကွမ်ဟီရှိမှဒူးထောက်ပြီးအမှန်တရားကိုဖွင့်မပြောဖို့တောင်းပန်ခဲ့ပါတယ်။ဒီစာတွေကမင်းသမီးအတွက်ဘာမှအရေးမပါသလိုဖြစ်နေပေမဲ့သူ့သမီးလေးယွန်းအာအတွက်တော့အကြီးမားဆုံးသောစိတ်သက်ခွန်အားဖြစ်တယ်လို့ရှင်းပြခဲ့တာပေါ့။